မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ပါရာဂွေးနိုင်ငံသမ္မတကထိုင်ဝမ်နိုင်ငံသို့လာရောက်လည်ပတ်ခဲ့မှုအပေါ်တရုတ်နိုင်ငံကပြင်းပြထန်ထန်ဝေဖန်ရှုတ်ချခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ထိုသမ္မတဟာနေမြေတိကျခွဲထွက်ရေးကိုအားပေးကြောင်းနဲ့တရုတ်နိုင်ငံ၏ One China policy ကိုအဟန့်အတားဖြစ်စေကြောင်းပြောကြားခဲ့တဲ့အတွက်ထိုင်ဝမ်နိုင်ငံနှင့်ဆက်ဆံရေးထိန်းသိမ်းရန်ကြိုးစားနေသောမြစ်တိနိုင်ငံအပေါ်ကိုမဆိုတတမန်ရေးအရာဖိအားများတိုးမြင့်ရန်အတွက်တရုတ်နိုင်ငံကလှုံ့ဆော်နေကြောင်းပေါ်လင်းလျက်ရှိနေပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့မိဘများနှင့်ဆရာမများထံမှပြင်းထန်သောဝေဖန်မှုများနှင့်ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့2026ကမ္ဘာဖလားကျင်းပရန်အတွက်ကျောင်းဖွင့်ရများအားပြင်ဆင်ရန်အစီအစဉ်ကိုမက္ကဆီကိုအစိုးရကပြန်လည်ပြောင်းလဲခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အာဏာပိုင်များဘက်ကကမ္ဘာဖလားကျင်းပသွားပြီဖြစ်တော်ညာလည်းပဲဆောင်ဝေးပွဲများနှင့်အတန်းများကိုတော့ရခင်အတိုင်းဆက်လက်လှုပ်ဆောင်သွားပြီဖြစ်ကြောင်းတရားဝင်ကြေညာခဲ့တာပဲဖြစ်ပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့နိုင်ငံလုံခြုံရေးနှင့်ပြည်သူလူထုထောက်ခံမှုများကြာဆင်းခဲ့ရပြီးတဲ့နောက်မှာတော့လက်ရှိ UK နိုင်ငံဝန်ကြီးချုပ်စတာမာအားနှုတ်ထွက်ပေးရန်အတွက်ဝိုင်းဝန်းတောင်းဆိုသောဖိအားများတိုးမြင့်နေဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင် UK နိုင်ငံ၏ Labour Party ခေါင်းဆောင်ဟောင်းများကတော့ယခုလိုမျိုးတင်းမာမှုများဆက်လက်ဖြစ်ပွားနေပါကပါတီအတွင်းကွဲလွဲမှုများဖြစ်ပွားနိုင်ခြေရှိကြောင်းတတိပေးထားပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်ဝမ်နိုင်ငံ၏ကာကွယ်ရေးစနစ်အား American နိုင်ငံကပုံမခိုင်မာအောင်ကူညီပေးနေတဲ့အတွက်ထိုင်ဝမ်သမ္မတကကျေးဇူးတင်စကားပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ထိုင်ဝမ်ရေလက်ကြားအားကာကွယ်ရန်နှင့်တည်ငြိမ်အေးချမ်းမှုရရှိစေရန်အတွက် American နိုင်ငံ၏ထောက်ပံ့မှုများမှာအလွန်အရေးပါကြောင်းထိုင်ဝမ်နိုင်ငံဘက်ကပြောကြားခဲ့တာပဲဖြစ်ပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ယူကရိန်းနိုင်ငံအတွက်လက်နက်ထောက်ပံ့မှုများဆက်လက်ပြုလုပ်ရန်နှင့်ပုံမခိုင်မာသောကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ကြရန်အတွက်ဥရောပနိုင်ငံခေါင်းဆောင်များတိုက်တွန်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ယခုဆိုရင်ရုရှားနိုင်ငံဘက်ကယူကရိန်းနိုင်ငံအား3ရက်ကြာယာယီပြစ်ခတ်ရစဲရေးပြီးဆုံးသွားခဲ့ပြီးတဲ့နောက်မှာတော့တိုက်ခိုက်မှုအသစ်များပြန်လည်လှုပ်ဆောင်နေတဲ့အတွက်ယခုလိုမျိုးတိုက်တွန်းကြတာပဲဖြစ်ပါတယ်ရှင်